IT man ပြောပြမယ်ညီလေးတို့နေ့တိုင်းသုံးနေတဲ့အင်တာနက်ဟာပင်လယ်ထဲကရေခဲတောင်ရဲ့ထိပ်ဖျားလေးပဲရှိပါသေးတယ်ဆိုတာသိလား Google မှာရှာလို့ရတာတွေက Surface Web ပါညီလေးတို့ရဲ့ email တွေဘဏ်အကောင့်တွေလို့ password ခံထားတဲ့နေရာတွေက Deep Web အင်တာနက်ရဲ့90%ပါအနက်ဆုံးမှာရှိတဲ့ Dark Web ကတော့အထူးပြု software တွေနဲ့မှဝင်လို့ရပြီးတရားမဝင်တာတွေအများဆုံးရှိတဲ့နေရာပါမြင်ရတဲ့အရာတွေကနောက်ွယ်ကပိုမီးမားတဲ့အမှန်တရားတွေကိုမြင်အောင်ကြည့်တတ်တဲ့အလေးချင်းရှိရင်ညီလေးတို့ဟာပိုပြီးရင့်ကျက်တဲ့နည်းပညာရှင်ဖြစ်လာမှာပါဒီ web ဆိုတာမကောင်းတာမဟုတ်ပါဘူးလုံခြုံရေးအတွက်ဖုံးကွယ်ထားတာပါ dark web ကတော့ခြေရာခံလို့မရအောင်လုပ်ထားတာမို့အန်ဒီရဲ့အလွန်များပါတယ်တာမန်လူတွေအနေနဲ့ dark web ထဲကိုမဝင်တာအကောင်းဆုံးပါပဲအားသာချက်ကတော့ internet ရဲ့ဖွဲ့စည်းပုံကိုသိသွားလို့ပိုပြီးသတိထားသုံးစွဲနိုင်တာဖြစ်ပြီးအားနည်းချက်ကတော့ dark web ထဲကိုစူးစမ်းကျင်စိတ်နဲ့ဝင်မိရင် virus နဲ့တရားဥပဒေအန်ဒီတွေရှိနေတာဖြစ်ပါတယ်နေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာရင်တစ်နှစ်အတွင်းမှာညီလေးတို့စီမှာတကယ် senior tech mindset ရလာမှာပါဥပမာတာမန်လူက dark web ဆိုတာဘာလဲမသိချိန်မှာညီလေးကတော့ internet ရဲ့အနက်ရှုံးဆုံးအထိနားလည်နေမှာမျိုးပါနေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာပြီး senior ID brother ဖြစ်ဖို့ follow လုပ်ထားပါရန်ကုန်မြို့တွင်းမှာ ID services တွေလိုအပ်ရင်ကျွန်တော်တို့ ID man ကိုဆက်သွယ်လိုက်ပါနော်